မင်္ဂလာပါရှင်ကျမတို့ channel ကနေနောက်ဆုံးရရှိထားတဲ့သတင်းသစ်များကိုတင်ဆက်ပေးပါတော့မယ်ပထမအဆုံးစစ်မှုထမ်းရဲ့စင်ခေါ်စာဖြင့်ခေါ်ယူတော်လဲစင်ခေါ်ခံရသည့်လူငယ်အများစုထွက်ပြေးတိမ်းရှောင်၍ပေါ်တောင်ဆွေးဖန်စီခြင်းဖြင့်တပ်သားသည့်ရှာဖွေစုဆောင်းမှုများမြင့်တက်လာဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတဝန်တွင်စစ်မှုထမ်းရဲ့စင်ခေါ်စာများဖြင့်သက်ဆိုင်ရာမျိုးနှင့်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့များကလူငယ်များကိုခေါ်ယူတော်လဲစင်ခေါ်စာပေးပို့ခံရသည့်လူငယ်အများစုကထွက်ပြေးတိမ်းရှောင်သွားသဖြင့်ပေါ်တောင်ဆွေးဖန်စီမှုများမြင့်တက်လာရခြင်းဖြစ်ကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်းမြစ်ကပြောဆိုပါရယ်နေပြည်တော်ရှိပြည်သူ့စစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌရုံးထံသို့ပေါ်တာဆွဲဖမ်းဆီးမှုများနဲ့ပတ်သက်ပြီးတိုင်ကြားမှုများနေ့စဉ်အမှုရာချီရှိနေပြီးရှင်းသို့နိုင်ငံတော်ဝန်ပေါ်တာဆွဲဖမ်းဆီးမှုများများပြားမြင့်တက်လာနေသည်ကိုနေပြည်တော်မှထိပ်တန်းစစ်ရာရှိကြီးများကသိရှိကြကြောင်းသက်ဆိုင်ရာတိုင်းပြည်နယ်ခရိုင်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့များကအစစ်စစ်ညွှန်ကြား၍စစ်မှုထမ်းရရှိရေးလှုပ်ဆောင်ခြင်းဖြစ်သည့်အတွက်မြို့နယ်များတွင်ဖြစ်ပွားနေသောပေါ်တာဆွဲဖမ်းဆီးမှုများအတွက်အရေးယူဆောင်ရွက်လိမ့်မည်မဟုတ်ဟု၎င်းကဆိုပါရယ်စစ်မှုထမ်းမှုစင်ခေါ်စာနဲ့လူငယ်10ဦးခေါ်ရင်6ဦးလောက်ကစရင်သွင်းခိုင်းတဲ့အစ်စ်မှာပဲတိန့်ရှောင်သွားတယ်လို့အကြမ်းဖြင့်သိရတဲ့စင်ခေါ်စာပုတ်ခေါ်တာကလူရလာရဂိုင်တော့အရန်နေလာတော့ရတဲ့လူကိုအပြင်မှာလိုက်ဖမ်းရတာမျိုးတွေများလာတာလို့မြင်ပါတယ်။သတင်းစာတွေထဲမှာကြောညာထားတဲ့စစ်မှုထမ်းစင်ခေါ်မှုနဲ့ပတ်သက်လို့တိုင်ကြားနိုင်တဲ့နေရာတွေစီကိုလည်းနေ့စဉ်စစ်မှုထမ်းကြေးကောက်တာအဖမ်းခံရလို့စစ်မှုထမ်းပါသွားတဲ့အမှုတွေကရချီတက်ပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါတယ်။လက်ရှိသတ်မှတ်ထားချက်များအရဂျေးရွာနယ်ရက်ကွက်တစ်ခုလည်းလာစဉ်လူငယ်2ဦးစစ်မှုထမ်းတပ်သားအဖြစ်စုဆောင်းပေးရန်သတ်မှတ်ထားကြောင်းသိရပါတယ်။ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်အမှတ်2ရက်ကွက်မှယာယီမှုတို့ကစစ်မှုထမ်းအပတ်စဉ်တက်မှအပတ်စဉ်30ဝန်းကျင်အထိအရက်သမားများတခိုးများငွေဖြင့်ဝယ်ယူနိုင်သောစင်ရသောမိသားစုများမှလူငယ်များကိုငွေကြေးဖြင့်ဝယ်ယူစစ်မှုထမ်းတွင်ခြင်းများလှုံ့ဆော်ခဲ့ကြောင်းတို့ရာတွင်အပတ်စဉ်30မှစတင်ပြီးစစ်မှုထမ်းလူငယ်ရှာရခက်လာပြီးငွေကြေးဖြင့်ဝယ်ယူလူစားထိုးရန်ပင်လူငယ်များမရှိတော့ကြောင်းပြောဆိုပါရယ်မရန်ကုန်မြို့နယ်နေရက်ကွက်မှအသက်18ကနေအသက်35နှစ်တွင်စစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူဦးရေ6000ကျော်ရှိပါတယ်ဒါပေမဲ့အဲ့ဒီလူရေ6000မှ4000လောက်ကပြပထွက်တာနေဝေးမှာအလုပ်လုပ်တာနဲ့မရှိကြတော့ဘူးကျန်တဲ့2000လောက်ပဲရှိတယ်အဲ့ဒီ2000လောက်မှလည်းငွေပေးပြီးရှင်းနေကြတာတွေကများတယ်အရင်တုန်းကတော့ရက်ကွက်ထဲမှာလူစိုးတခိုးကြဖို့အကုန်ဖမ်းပြီးစစ်မှုထမ်းပို့တာအခုကျတော့လူရှာရကိုခတ်လာတာနောက်မရှိတော့ရင်တော့ကျန်တဲ့လူငယ်တွေတဲကပဲမဖြစ်ဖြစ်တဲ့နည်းနဲ့ထည့်ရမယ့်အခြေအနေမျိုးဖြစ်လာပါတယ်ငွေပေးရင်တောင်လူစားထိုးကရှာမရဘူးဟုမရန်ကုန်မြို့နယ်နေရက်ကွက်မှာယာယီမှုကရှင်းပြပါတယ်ရန်ကုန်တိုင်းကြောက်တန်းမြို့နယ်မှာလည်းမြို့နယ်အုပ်ချုပ်ရေးမှူးဖုံးခန့်အောင်ကစစ်မှုထမ်းကြေးဖြည့်ရက်ကွက်တစ်ခုလည်းရင်300ကျော်တောင်းခံနေပြီးမြို့နယ်အတွက်စစ်မှုထမ်းလူစားထိုးဝယ်ယူရန်ဟုအကြောင်းပြတောင်းခံနေကြောင်းသိရှိရပါတယ်။စစ်မှုထမ်းဖို့အပြစ်မှာလူဝယ်ရင်တဦးကို380ကနေ90အထိပေးရတယ်ဆိုပြီးရက်ကွက်တစ်ခုကို300လောက်စစ်မှုထမ်းကြေးကောက်ခိုင်းနေကြောက်တန်းမြို့နယ်ထဲမှာရက်ကွက်ကြေးရွာအုပ်ချုပ်ရေးမှူး58ဦးရှိပါတယ်။အဲ့ဒါရက်ကွက်တိုင်းအိမ်တိုင်းကိုလောက်စဉ်1000ကနေ3သိန်းခွဲအထိရက်ကွက်ဒီမှာကောက်ခိုင်းနေအဲ့ဒီငွေကလူစားထိုးဝယ်ဖို့လို့ပြောတယ်စစ်မှုထမ်းကြီးပေးရတာကိုကြီးကြီးဖြူဖြူနဲ့ပေးပါတယ်ဆိုပြီးပြည်သူတွေကိုလက်မှတ်တွေပါတခါတည်းထိုးခိုင်းနေဟုညောင်ဝိုင်းကျေးရွာမှာပြည်သူတအုပ်ကပြောဆိုပါတယ်အကြမ်းဖက်စစ်တပ်က2024ခုနှစ်မှာစတင်၍စစ်မှုထမ်းတင်နန်းများဖွင့်လှစ်ခဲ့ပြီးယခုကစစ်မှုထမ်းအပတ်စဉ်စက်ခွန်အထိရောက်ရှိနေပြီဖြစ်ကြောင်းသိရှိရပါတယ်